ကဲဒါကတော့ကျွန်တော်တို့ဒီမိုးရာသီမှာအိမ်မှာဆက်လို့ရအောင်ဆိုပြီးတော့နောက်ဖေးမှာစိုက်ထားတာပါတဲ့ဖေယုံတို့ဒါဖေယုံပေါ့နော်ဒါကတော့ငရုတ်ပင်လေးတွေပေါ့နော်ငရုတ်ပင်လေးတွေပါဒီကောင်ကတော့ဒါကဘယ်လိုခေါ်မလဲဒီကောင်ကကျတော့တခွားမွေးပေါ့နော်တခွားမွေးဒီကောင်ကပိုးကြတယ်ပေါ့နော်ဒီကောင်ပိုးတော်တော်ကြိုက်တဲ့သဘောရှိတယ်နော်ဆေးတွေပါလည်းမဖြန်းပေးတာနဲ့လည်းကျန်တဲ့ပင်တော့ဘာမှမဖြစ်ဒီကောင်လေးကတော့ပိုးကြီးကြနေတယ်နောက်ဖေးဈေးဆိုင်တဲ့ဆိုလို့ဒါကတော့ကြောက်ဖြုံလို့ပေါ့ဗျာဘက်ကကြောက်ဖြုံနေဒါရှန်စီယိုပေါ်မှာကက်မောင်ရှိုးတွေကက်မောင်ရှိုးသီးတွေပေါ့ကက်မောင်ရှိုးသီးဆိုမှာပဲနောက်ဖေးမှာဝယ်စားကြမလို့ပေါ့ဗျာအဲ့တော့ဖျဲသည်တီးနာလုံးထောင်မှကြီးနေရှမောင်ပင်နေဆုံးပါပဲဒါမိုးရာသီမှာပဲဖြစ်ဘယ်လိုချိန်မှာပဲဖြစ်ကိုယ့်အိမ်မှာကိုစိုက်ထားမယ်ဆိုရင်စားလို့ရပါတယ်လို့အားကြောင့်လို့ဒီတိုင်းစိုက်တက်ပါတယ်နော်ကုန်စည်နှုန်းကြီးနေတဲ့အချိန်မှာဒါမျိုးလေးစိုက်ထားတော့အနည်းဆုံးကုန်ကြလေးတော့နည်းသက်တာပါဗျာအားလုံးကျေးဇူးတင်ပါတယ်